ကိုယ့်ရဲ့ Facebook မှာဗီဒီယိုကြည့်နေရင်လည်းကြော်ငြာတွေတက်နေလို့စိတ်ညစ်နေပြီလားကိုယ့်ရဲ့ Facebook မှာ Reels videos တွေဗီဒီယိုတိုလေးတွေကြည့်တဲ့ခါကြလို့ရှင်ကိုကြည့်နေတဲ့ဗီဒီယိုပြီးကနေဒါမှမဟုတ်လို့ရှင်ဗီဒီယိုကြည့်နေရင်လည်းကြော်ငြာတွေတက်နေရဆိုလို့ရှင်ဘယ်လိုဖြေရှင်းကြမလဲ Hello everyone welcome back to my vlogs ဒီနေ့မှာတော့ Facebook မှာဗီဒီယိုကြည့်နေရင်လည်းကြော်ငြာတွေတက်နေရဆိုလို့ရှင်ဘယ်လိုဖြေရှင်းရမလဲဆိုတော့ကိုပြောပြပေးမယ် Okay ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ Facebook ထည့်ဝင်ပေးလိုက်ပါပြီးတော့ရအပေါ်မှာရှိတဲ့မင်းတို့ကြောင့်နေပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာရှိတဲ့ setting and privacy ကိုနှိပ်ပေးလိုက်ပါပြီးတော့ရင် settings ကိုနှိပ်ပေးလိုက်ပါ setting လေးရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ account center ကိုနှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်ဒီမှာရှိတဲ့ edit preferences ကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်ကျွန်တော်ဒီမှာရှိတဲ့ manage info ကိုနှိပ်ပေးလိုက်ပါ Okay ဆိုတော့ကျွန်တော်ဒီထဲရောက်ပြီဆိုလို့ရှိရင် activity information from edit partners ကိုနှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်ဒီအောက်မှာရှိတဲ့ review setting ကိုနှိပ်ပေးလိုက်ပါ Okay ဒီထဲရောက်ပြီဆိုလို့ရှိရင်အပေါ်မှာရှိတဲ့အပြောင်ဆက်ကိုအောက်ကိုရွှေ့ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရွှေ့လိုက်မယ်ပြီးတော့ရင်အောက်မှာရှိတဲ့ confirm ကိုနှိပ်ပေးလိုက်ပါပြီးရင်နောက်တစ်ခုနဲ့ကျွန်တော်အပေါ်နဲ့ဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ ads about meta ကိုနှိပ်ပေးလိုက်ပါ Okay ဒီထဲရောက်ပြီဆိုလို့ရှိရင်ဒီကောင်ကိုလည်းအပေါ်မှာရှိတဲ့အပြောင်ဆက်ကိုအောက်ကိုရွှေ့ပေးရမှာဖြစ်ပါတယ်ပြီးရင်အောက်မှာရှိတဲ့ confirm ကိုနှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့ရသွားပါပြီကဲအခုဆိုလို့ရှိရင်တော့ Facebook မှာကိုကြိုက်တဲ့ဗီဒီယိုတွေကိုဘယ်လောက်ပဲကြည့်ကြည့်ကြော်ငြာတွေတက်လာတော့မှာမဟုတ်ပါဘူးမိတ်ဆွေတို့ကြိုးရှိမဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်အခု page ကို follow လုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုရင်းနဲ့ကျွန်တော်အခုဗီဒီယိုကိုကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်So thank you so much for watching my videos and see you next videos. Bye bye.